ပိုးကိုယ်တိုင်မဖြောဖြစ်တာမတောက်ဖြစ်တာကြပြီးဖြစ်တဲ့တီးလေးဖြောပြပါမယ်ပိုးကတော့ခွက်40စာဖြောမှာပါအယောက်40စာပေါ့နော်အဲ့တော့ဒီခွက်လေးနဲ့ချိန်ပြီးတော့ရေကို55ခွက်စာလောက်ထည့်လက်ဖက်ချောက်ကိုတော့ဒီငကပြန်ပေါ့နော်အဲ့တစ်စိတ်ကိုတထုပ်ထည့်ပါတယ်လက်ဖက်ချောက်ကိုတနိုင်လောက်မီးအရှိန်လေးလျှော်ပြီးတော့နှက်ထားပါတယ်ဒါမှလက်ဖက်ရည်လေးကတောက်လို့ကောင်းတာပါရေကလေကိုလိုချင်တဲ့ပမာဏထက်10ခွက်15ခွက်လောက်ပို့ထည့်ပါအဲ့ဒါမှအတော်လောက်ဖြစ်မှာပါပြီးရင်စားကိုလက်ဖက်စားစုံနဲ့တဆွန်းထည့်နိုးစီရလေးဒါဘူးအကြီးပေါ့နော်အရင်ဘူးလို့သုံးနေကြအသေးမဟုတ်ဘူးနိုးစိမ့်ဘူးလို့ဘူးမျိုးပေါ့နော်အဲ့ဒါမျိုးဘူးကဒီနေ့ချိုချိုဆင့်ဆင့်လေးဖြော်ခြင်းတော့နှစ်ဘူးခွဲထည့်တယ်နိုးစိမ့်ကိုနှစ်ဘူးထည့်တယ်ပေါ့နော်ဘူးကဒါပဲထည့်တာတခြားရေးဘာမှမထည့်ဘူးအဲ့ဒါလို့တိတိချာလေးနှံ့ဆက်အောင်မှွေပေးလိုက်ပြီးဆိုရင်ဒါလက်ဖက်ရည်လေးရပါပြီပြီးတော့ပိုးကဆိုင်ဖော်လက်ဖေးလိုမျိုးဂျိုးပေါင်းလက်ဖေးလေးလိုချင်တော့လေမီးလေးကိုအချိန်လျှော့ပြီးတော့မီးပေါ်မှာတနားကြီးပေါ့နော်တော်တော်အချိန်ကြာကြာလေးပိုးတင်ထားလိုက်တယ်အဲ့လိုဆိုရင်နိုးစိမ့်နေနိုးစီရေချောင်းဒီအပေါ်မှာအဖက်လေးတက်လာပြီပေါ့နော်အဲ့ဒါလေးတွေကတော်တော်လေးကိုတောက်လို့ကောင်းပါတယ်ပိုးဖြော်ရဲ့နီလန်လေးကတော့တော်တော်လွယ်တယ်ဆိုင်ဖြော်လက်ဖေးလိုမျိုးပေါ့နော်ပြပြနှဲ့နှဲ့လေးနဲ့ရတာရှိရှိလေးကြိုက်တယ်ကိုကလည်းတီးဟိုပေါ့နော်ချိုးစိမ့်လေးကြိုက်တယ်ဆိုရင်ဒီနီးလေးနဲ့ဖြော်တောက်ပါစစ်စစ်လေးတောက်ချင်တယ်ဆိုရင်တော့နိုးစီကိုရှော့ထည့်လို့ရတယ်တီးကြိုက်တယ်ဆိုရင်ဖြော်တောက်ကြည့်နော်